အားလုံးပဲမင်္ဂလာပါမိမိတို့ဆော်လီမှာကြိုဆိုပါရစေယခုအိမ်လေးရဆိုရင်တော့မြောက်ကလာဝစီယာကိုလည်းမှာရှိတဲ့ 9B55 နှစ်တက်ခွဲအိမ်လေးဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်ဖက်နှက်ချွတ်စေဝင်လေးရှိပါမယ်ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အေခန်းခြေတွေ့ပါမယ်မျက်နှာကျက်စမ်းကိုတော့အရင်စင်းနဲ့ရလေးလှုပ်ထားပြီးပါတယ်ဒါကတော့ပထမဆုံးတွေ့မယ့်အေခန်းလေးပဲဖြစ်ပါတယ်ဒီအိမ်ခန်းလေးရဲ့ဘေးမှာတော့ကျွန်တော်တို့လေကအပေါ်တက်မဲ့လေကလေးရှိပါတယ်ဒါတော့ပေါ်တက်တဲ့လေကလေးပါနောက်ဝေးမှာဆိုရင်တော့ကျွန်တော်တို့မီးဖို့ကုန်းအခြေရှိပါမယ်ပြီးတော့ကျွန်တော်ရေချိုးကအိမ်သားလေးရှိပါမယ်ဒါလေးကတော့အိမ်သားပါဒီဘက်ဘေးလေးကတော့ကျွန်တော်တို့ရေချိုးကန်လေးပဲဖြစ်ပါတယ်အနောက်ထပ်ပေါက်မှာတော့ကျွန်တော်တို့အနောက်ထပ်ပြလို့ရအောင်တခါလှုပ်ထားပေးပါတယ်ဒီကောင်လေးက 9B55B ရဲ့တန်ဖိုးအားဆိုရင်စီးစံနဲ့ဆောက်တဲ့ဆိုရင်1480ကျပါတယ်ဆောက်လို့တဲ့ချိန်ကိုကျွန်တော်တို့4လခွဲသတ်မှတ်ထားပါတယ်အပေါ်မှာတော့ကျွန်တော်တို့ပါကေးပြောင်းလဲထားပါတယ်ပါကေးပြောင်းခင်းထားပါတယ်ဒါတော့ဖျားချောင်းဆောင်နဲ့အေကန်လေးပဲဖြစ်ပါတယ်ဖျားချောင်းဆောင်နဲ့အရင်စိတ်တိုင်းကြားကျွန်တော်တို့တတုပ်လေးလှုပ်ဆောင်ထားပါတယ်ဒါတော့အရှိဝင်နာထွက်တဲ့နေရာလေးဖြစ်ပါတယ်ဆောက်လို့အများကြီးတဲ့မှာကျွန်တော်မိမိသားစုကိုယုံကြည်စွာလုပ်အနှံ့တွေ့တဲ့အရှင်မိသားစုကိုအထူးကျေးဇူးတင်ပါတယ်ဗျအလောက်ကအလုံးစင်မိပါစေလဲကျွန်တော်တို့ဆုတောင်းပေးပါတယ်ဗျဒါကတော့ကျွန်တော်တို့အပေါ်တက်ကကျွန်တော်တို့မာစတာဘရုံခန်းလေးပဲဖြစ်ပါတယ်သူရဲ့အခန်းကျေပဲယူထားပါတယ်အမာစတာဘရုံမှာပါတယ်ကျွန်တော်တို့ရေချိုးကအိမ်သားလေးပဲဖြစ်ပါတယ်ပုံစံလေးကတော့ကျွန်တော်တို့အရင်အလိုက်ပြီးရောလဲယူထားပါတယ်ဒါဆယ်ရိုးတကားလေးပါအင်းလေးကိုစောက်ချင်နေဆိုရင်တော့ခွန်40 890 190ကိုဆက်သွင်းနိုင်ပါတယ်ဒါအပေါ်တဲ့မာစတာဘရုံလည်းဖြစ်ပါတယ်ရုံးခန်းများဆိုရင်တော့ကျွန်တော်တို့အမှတ်1ခွန်6ရွှေနာ3လက်20ရက်ကွက်တောင်တကုံပဲဖြစ်ပါတယ်အရှိတကုံမှာဆိုရင်တော့831ကျွန်တော်တို့မေဒီလန်1ရက်ကွက်8တကုံပဲဖြစ်ပါတယ်ဒါရှိတဲ့ဝန်သားလေးပါခွန်တိုင်းတိုင်းအလုံးလောက်ကရင်အလုံးစင်မြကြပါစေအေဂျင့်တာယာတော့အင်္ဂလုံးပိုင်ဆိုင်နေပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်မြင်းတောက်တောင်ကဝေတုံးပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါ